လက်ရှိမှာမန်စီးတီးကပရီးမီးယားလိကိုအောင်ပြန်ဆိုင်နေပါပြီ။ချန်ပီယံလိဝင်ခွင့်ရအောင်မန်စီးတီးရုန်းကန်ရမယ့်အချိန်ဖြစ်ပြီးဂုဏ်သိက္ခာနဲ့ငွေကြေးအတွက်ချန်ပီယံလိဝင်ခွင့်ကအတော်လေးအရေးပါနေတာဖြစ်ပါတယ်။တိုက်စစ်ကဂိုးတွေပြန်ရလာပြီးအထူးသဖြင့်ဟာလန်ဂိုးပေါက်ပြန်တွေ့လာတာဟာမန်စီးတီးအတွက်တော့မင်္ဂလာတစ်ပါးပါပဲ။ခန်းစစ်ကတော့စိတ်မချသေးပဲလှည့်မြန်တဲ့ Nottingham Forest တောင်မတိုက်စစ်ကိုထိန်းချုပ်ရခက်ပါလိမ့်မယ်။အစင်လာရမန်စီးတီးကို Nottingham Forest လုံးဝမရှင်းနိုင်ပါဘူး။မန်စီးတီးနဲ့ပရီးမီးယားလိနောက်ဆုံး9ချိန်တွေ့ဆုံထားချိန်မှာ9ပွဲတိရှုံးထားကနိုင်ပွဲလုံးဝမရသေးတာပါ။ပြီးခဲ့တဲ့ရာသီကလည်းနှစ်ကြော်စလုံးမန်စီးတီးဘက်ကိုဂိုးတော်မသွင်းနိုင်ပဲရှုံးနေခဲ့သလိုလက်ရှိရာသီပထမအကြော့မှာလည်းဂိုးမသွင်းနိုင်ပဲ Nottingham Forest ရှုံးနေထားတာဖြစ်ပါတယ်။ပရီးမီးယားလိအိမ်ဝင်းနောက်ဆုံးပွဲမှာ Nottingham Forest ကအာဆင်နယ်ကိုဂိုးမရှိသေးထင်ကစားနိုင်ပေမဲ့အခုမန်စီးတီးနဲ့ပွဲမှာတော့အဲ့ဒီလိုရလဒ်မျိုးမျှော်လင့်လို့မရနိုင်ပါဘူး။မန်စီးတီးတိုက်စစ်ကပွဲအဖြစ်ပြောင်းလဲနိုင်တဲ့ကစားသမားတွေပိုများပါတယ်။ဝါရီလာကတောင်မတိုက်စစ်အပြုကစားမလားဒီဘရန်နာကိုအခြေပြုပြီးကစားမလားစောင့်ကြည့်ရပါမယ်။2025ခုနှစ်အတွင်းမှာပရီးမီးယားလိရလဒ်အကောင်းဆုံးအသင်းဖြစ်လီဗာပူး22မှတ်အာဆင်နယ်18မှတ်တို့ပြီးရင်မန်စီးတီးက16မှတ်နဲ့တတိယနေရာမှာရပ်တည်နေတာဖြစ်ပါတယ်။2025ခုနှစ်အတွင်းပရီးမီးယားလိမှာမန်စီးတီးက22ဂိုးသွင်းထားပြီးလီဗာပူးနဲ့တူသွင်းဂိုးအများဆုံးဖြစ်ရပ်တည်နေတာလည်းဖြစ်ပါတယ်။လက်ရှိမန်စီးတီးရဲ့အရှိန်ကို Nottingham Forest မနှဲတားဆီးရပါမယ်။ Nottingham Forest ခန်းစစ်ကစားပုံကရာသီအစတုန်းကလိုမဟုတ်ပဲတည်ငြိမ်မှုလဲလျော့နေနေတာပါ။ Brighton ကို9ဂိုးပေးပြီးရှုံးရတဲ့အထိအခြေအနေဆိုးဝါးနေကြတာပါ။ဖောင်းပလေးတွေလည်းများလို့တူးချင်းကျွမ်းကျင်တဲ့မန်စီးတီးကစားသမားတွေကိုထိန်းချုပ်ရခက်နိုင်ပါတယ်။အခုပွဲကချန်ပီယံလိဝင်ခွင့်အတွက်အရေးပါတဲ့ပွဲဖြစ်လို့နှစ်သင်းစလုံးအမှားခံမှာတော့မဟုတ်ပါဘူး။နောက်ဆုံး3ပွဲဆက်နိုင်ပွဲပျောက်ထားလို့ Nottingham Forest အမှတ်ပြန်ရှာဖို့ကြိုးစားနိုင်မှာဖြစ်ပေမဲ့မန်စီးတီးရဲ့စုဖွဲ့မှုနဲ့ယုံကြည်စိတ်ကိုကျော်ဖြတ်နိုင်မယ်တော့မထင်ပါဘူး။မန်စီးတီးရလဒ်ကောင်းမဲ့ပွဲပါပဲ။ M9 Sport ရဲ့စနေအတွက် like and try ပါအားလုံးပဲတာယာချမ်းမြေ့ကြပါသည်ခင်ဗျာ။